အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်ခင်ထူရေးသားထားတဲ့မျက်ရည်ကျခြင်းအနုပညာဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မျက်ရည်ကျခြင်းအနုပညာအရင်ကတာစီကိုကျမမရောက်ဘူးပါများသောအားဖြင့်မိရထားတစ်စင်းပေါ်မှာလှမ်းမြင်ရသောတာစီကိုသာငေးခဲ့ရတာများပါသည်မီးရောင်ဝါတထိန်ထိန်နှစ်တာစီရန်ကုန်မန္တလေးမီးရထားကိုညနေပိုင်းတွေမှာစီးနေကြကျမအဖိုးရာတာစီရောက်တော့မိုးချုပ်ပြီးမန္တလေးအပြန်ဆိုလင်းတော့နေအောင်ကြီးအောက်ကတာစီကိုမြင်ရတတ်ပါ၏အဝေးကငေးရသောတာစီကိုစာပေဟောပြောပွဲအကြောင်းပြု၍တစ်ခေါက်တော့ဖြင့်ဆက်ဆိုင်မြဲမြဲရောက်ရပါသည်တပြေဝမှဝင်လာသည့်ကားကလေကွင်းတွင်ဖျားစေတီတွင်လမ်းကျေးရွာတွေကိုဖြတ်ခဲ့ပြီးတာစီကိုရောက်သည်တာစီဆိုသည့်အတိုင်းတာရစီပင်သောမြို့ကလေးအဖြစ်ခံစားရပါ၏မြို့ရင်းကိုဝင်တော့တန့်ရှင်းခြင်းနှင့်အေးချမ်းခြင်းကိုထိတွေ့ရသည်တာစီကိုပထမဆုံးရောက်ရပေသည်ဆွေမျိုးမျိုးလိုခင်မင်ခဲ့ရသည်တဘောမနောကောင်းကြသူတွေလှိုက်လဲခင်မင်ရှိကြသူတွေကသူတို့မြို့ကလေးလိုစိတ်နှလုံးလှကြသည်တာစီဆိုသည့်အတန်ကြားလင်ကျမပထမဆုံးသတိရတာကတာစီမြို့ကုံဆောင်မင်းသမီးကြီးတာစီခိုင်ဖြစ်သည်မင်းသမီးကြီးကကျမကိုမသိနိုင်ပါကျမကတော့သိလိုက်တာမှာငယ်ဘဝတစ်လျှောက်လုံးကျမတို့ရွာတွေမှာဖုန်ကြီးပြန်ပွဲတဲ့ဟေးဆိုလိုက်ရင်တာစီခိုင်မပါလို့မှမဖြစ်တာဖုန်ကြီးပြန်ပွဲတွေတစ်ချိန်ချိန်ကျင်းပနိုင်သည့်ခေတ်ကာလတွေကိုဖုန်ကြီးတေလို့ရွာကြီးကာမှသာကြေကရောအစင်အလာအပြတ်မခံအထူးတစ်ဖြစ်တနယ်လုံးကကိုးကွယ်ရသောဆရာတော်ဘုရားကြီးများဘဝနှထံပြန်လွန်တော်မူကြသည့်ဇာဗနာသဘင်တွေမှာပို့ပြီးစစ်စီကားကားရှိတတ်သည်တလားကြီးတလားငယ်စင်ရင်လောင်းတိုက်တိုင်းပြတ်တန်တီချောင်းမန်တက်မန်တက်များကွင်းပြည့်ထိုးပြီးကျင်းမကြသည့်ကုသိုလ်ပွဲဆိုတော့ရဲရွာကမနေတာကြပြီးဆရာတော်ဖျားများဤတီလာကုံတမာရီကုံပညာကုံကိုနောက်ဆုံးပူဇော်ရတာဆိုတော့ကုံကာမကုံရောခန်းကာမခံရောဆိုသည့်စိတ်သားရှိကြပါ၏ဆရာတော်ဖျားကြီးပြန်လွန်တော်မူရှာတဲ့ဆိုသည့်သတင်းကြားရပြီဆိုကြတဲ့ကမျက်ရည်မစဲနိုင်ကြရွာဦးရွာဖျားကျောင်းဦးကျောင်းဖျားမှဆရာတော်ကြီးတတော်ထင်ရှားစီစဉ်အခါကအရေးကြီးဖြတ်မိုးထားသလိုစိတ်လုံခြုံမှုရှိခဲ့ကြတော့လေဆရာတော်ပြန်တော်မူပြီးဆိုသည်နှင့်အားကိုးရမဲ့သလိုခံစားကြရသည်အရေးကောင်းမဲ့သလိုပူဆွေးကြရသည်ကျောင်းကြီးအိုမှဗျက်သက်ကြီးပြိုသလိုဖြစ်ရပြီတေချောင်းမန်တက်တိုင်းနာမည်ကျော်အင်းရင်ကျိုမင်းသမီးတွေငှားကြရသည်တရွာတဲ့ကျောင်းတစ်ကျောင်းတာဝန်ယူရတာဆိုတော့ကို့ရွာကို့ဒီကျောင်းကတာပါမှမျက်နှာရသည်မင်းသမီးကောင်းအဆိုကောင်းအငိုကောင်းကိုအပြေးအလွှားဆရန်တက်ကြရသည်တာစီခိုင်ကတော့မလွဲနိုင်ဖုံးချင်းပြန်တိုင်းလိုကမပါမဖြစ်ငှားကြရသည်မင်းသမီးကြီးမဟုတ်လားတာစီခိုင်ပါမှပွဲစီသည်ပခုတ်ကူရေစကြိုမင်းသမီးတွေလည်းကောင်းကြပါ၏ကြောက်ဘရောင်းဖက်ကမင်းသမီးတွေလည်းတော်ကြပါ၏မြင်းချံတောင်သားဖက်ကမင်းသမီးတွေလည်းပညာကြီးကြပါ၏လဲသူတွေဘယ်လောက်ကောင်းကောင်းတာစီခိုင်ကတော့ပါမှအထမြောက်သလိုရှိကြပါသည်ပါလဲပါတာပါပဲတာစီခိုင်မန်းတက်မှာလူစီတဲ့ဆိုလျင်ငားရသည့်ရွာကမျက်နှာပွင့်လိုက်ရတော့သည်ငိုတော့၎င်းဆိုတော့၎င်းစကားကလည်းကြွယ်လိုက်တာမှာတာစီခိုင်ကိုမိန်းမရွှေမန်းတင်မောင်ဟဲလိုတောင်ဆိုသူကဆိုကြတာမဟုတ်လားကျမတို့ကမြင်းချန်နယ်ရွာတွေကဆိုတော့အမကြီးကိုငငယ်ကလေးကရင်းနေပြီကျမတို့ငငယ်ဖုံးကြီးပြန်ပွဲဆိုရင်တီချောင်းတကာရောက်တာပဲမန်းတက်ကအဲ့ခံနဲ့ဖြော်ရည်တွေတောက်လိုက်ဂျင်းတုပ်တွေပလုတ်ပလောင်စားလိုက်မင်းသမီးတွေအင်းရင်ကျူတာကြည့်လိုက်နဲ့ပျော်ခဲ့ရတာကိုမမေ့ဘူးတမန်းတက်လုံးငိုတော့ကျမတို့ကလည်းလူကြီးတွေနဲ့ရောငိုခဲ့ကြတာပဲမင်းသမီးကြီးတာစီခိုင်ကိုပထမတစ်ခါစာပေဟောပြောပွဲကအပြန်ဝင်တွေ့နှုတ်ဆက်ရင်းကျမမိတ်ဆက်ခဲ့သည်ကျမကအရွယ်အရာတော်တော်ကြီးလောက်ရှာရောက်မယ်မှန်ထားတော့လေအရွယ်ကောင်းသေးသည်အသားရည်ဆူဆူပြပြရုပ်ချောအတန်ကောင်းမင်းသမီးကြီးကိုတွေ့လိုက်ရတော့ဟိုတုန်းကဖုံးကြီးပြန်ပွဲတွေမှာစင်အောက်ကထိုင်ငေးရသည့်မင်းသမီးကြီးပါလားဆိုသည့်ခံစားမှုကိုရနေခဲ့ပါ၏အမကြီးတာစီခိုင်ကလည်းကျမကိုသိတဲ့ဘယ်လိုများသိတာပါလဲဆ ्याम ဝတ္ထုတစ်ပုဒ်ထဲမှာဖုံးကြီးကចမ်းပေါက်ကျွန်းကြတော့
မနဲ့ကြဆ iam ကိုမိတ်နဲ့ဆိုတာလေဆ iam ရဲ့ကျောင်းဆ iam နဲ့လူကိုတာစီခိုင်စောနန်သွားတာပဲဆိုတာကျမဖတ်တယ်ကျမမှလည်းဘယ်ကုသိုလ်ရမသိပါဘူးထမင်းတလုံးငိုရိုစားနေရတယ်လို့ပဲကျမကကျမရေးချင်တဲ့မင်းသမီးကြီးတွေထဲမှာအမကြီးတာစီခိုင်ပါမှဖြစ်မှာကျမကိုအမဘဝအတွေ့အကြုံတွေပြောပြပါအောင်လို့ခွင့်တောင်းတော့လက်ခံတယ်ဒီလိုနဲ့တာစီကိုကျမနောက်တစ်ခေါက်ထပ်ရောက်ဖြစ်ခဲ့သည်မင်းသမီးကြီးကိုအင်တာဗျူးလုပ်ရန်တက်သွားခြင်းဖြစ်ပါ၏တာစီရောက်လျင်ကူညီနေကြအောင်ဒုက္ခမိသားစုများဖြစ်ကြသောမမများတာနာနှင့်ကိုမျိုးတို့မောင်နှမစီအရင်ဝင်သည်ပြီးမှမင်းသမီးကြီးတာစီခိုင်အိမ်ကိုသွားကြသည်ကျမတို့ရောက်တော့မင်းသမီးကြီးကအိမ်မှာမရှိတာစီမျိုးနှင့်မဝေးလှသောရွာမှဇေဒီတော်ထီးတော်တင်ပွဲကိုသွားတဲ့ကျမတို့ဆက်လက်ရသည်တွေ့ပါသည်ကွင်းပြင်ကမန်တက်ကြီးထဲမှာသမီးကလေးကလို့မအေကဆိုလို့တချို့ပွဲတွေမှာသားကအော်ကင်တီးတဲ့အနုပညာနဲ့မွှေးလျော်ကြသည့်မိသားစုကိုမြင်ရတော့ကျမဝမ်းသာသည်မင်းသမီးကြီးတာစီခိုင်ကတာစီသူဖခင်ကဟန်စာအရှိဖက်ကတာဂရတာဒေါ်တာစီခိုင်ကတာဂရမြောက်ရွာမှကြည်ခဲ့ရသည်ငယ်ငယ်ကလေးကအနုပညာပိုးပါခဲ့သည်အိယာပုံမြင်တွေကဖခင်ကြီးဆိုငိုပြတော်တေးတခြင်းတွေဇက်စာတွေဖြစ်ခဲ့သည်အမေကကုံစုံဆိုင်ကိုစားထုတ်ဝယ်ခိုင်းတော့ရေဒီယိုရှိတဲ့ဆိုင်ကိုမှသွားဝယ်တဲ့ရေဒီယိုကလာသည့်တခြင်းတွေကိုအားရပါရနားထောင်ပြီးမှပြန်တော့မအေကကြားရပါမလားဆိုပြီးစီရိုက်တဲ့ရွာမှာအတန်ချက်ဆက်ဖွင့်တန်ကြရင်ဘယ်လိုဝမ်းသာမှမသိပါဘူးဆ iam ရဲ့လို့ပြောပြသည်အတန်ချက်ဆက်ဟွန်ကြီးတစ်ပစ်မော်တင်ပြီဆိုရင်အောက်ကမကြားရမှာဆိုလို့ဟွန်ချိတ်ထားတဲ့တစ်ပစ်နဲ့တက်တဲ့ကတစ်ပစ်မော်မှာတွေ့တတ်တာပဲပြပြဝဝကြားချင်လို့လေကျမတို့ခေတ်ကဇက်ထုတ်တွေဓာတ်ပြဆက်တွေတီးလုံးကအစာအကုန်အလွတ်ရတယ်ဓာတ်ဆက်ဖြုတ်ပြီးများပြန်ကြပြီဆိုရင်ရင်ထဲဟာကြိုင်ရင်ခဲ့တာပဲလွားလိုက်တာဘယ်လိုလွားမှမသိဘူးအနုပညာပါရမီကြီးသူတို့ဤဆွဲလန်းမှုကိုကျမနားလည်နိုင်ပါသည်အဖေဇက်မင်းသားကြီးကလည်းသူ့ခင်နှင့်သူ့အခါထင်ပေါ်တလောက်ကြော်ကြားခဲ့သူကိုပိုင်ဇက်ထောင်ခဲ့သူဒီအဖေကပဲတခြင်းတွေတင်ပေးသည်ဇက်စာတွေတင်ပေးသည်တရားဓမ္မကိုဖွဲ့တော်တခြင်းတွေကိုငယ်စဉ်ကပင်ဖခင်ထံမှအကြားနာခဲ့သည်အဖေဆိုခဲ့သည့်တခြင်းတွေကိုအေးရင်ကျူးအနာတတ်သည့်အခါပြန်ဆိုခဲ့သည်ဖခင်ကွယ်လွန်သောမိခင်နှင့်အတူမောင်နှမတတွေရုန်းကန်ခဲ့ရပုံတွေကိုမကွယ်မဝက်ပြောပြသည်စင်ရဲချင်းကိုကြုံတွေ့ခဲ့ရတော့ငါစင်ရဲလို့တော့မဖြစ်ဘူးစင်ရဲရင်လူအောက်အတော်ကြတာကိုဆိုသည်စိတ်နဲ့စူးစားခဲ့ကြောင်းရိုးရိုးတသားပြောပြသည်စင်ရဲလို့တော့မဖြစ်ဘူးမထူးဘူးမင်းသမီးလို့ရင်ပတ်စံရမှာပဲကျောင်းမနေရရင်လည်းနေပါစေတော့အစိုးရကြီးမလုပ်ရရင်လည်းနေပါစေတော့လာခေါ်တဲ့ဇက်နဲ့လိုက်တော့မယ်အငိမ့်ကခေါ်ရင်လည်းအငိမ့်နောက်လိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်ဒီတော့ကကျမ9တန်းရောက်နေပြီကျမကျောင်းသိမ့်နေချင်းခဲ့တာဆ iam ရဲ့9တန်းဆိုတော့12နှစ်13နှစ်အရွယ်ပေါ့တခါတော့မိထီလာမှာမင်းသမီးကြီးဒေါ်ရွှေလိပ်ပြနဲ့ဆုံသည်မင်းသားကြီးအောင်မောင်းကြီးရဲ့သမီးနောက်ပိုင်းကနိုင်တယ်ဆိုတော့ဒေါ်ရွှေလိပ်ပြကအမီးမဲ့သားကလေးရှင်ပြုခါနီမှာငိုတဲ့ငိုချင်းတပုတ်ကိုစိုးပြဆန့်အေးလို့ခိုင်းတော့ညီအတော်ငိုတတ်တာပဲအေးညီမမင်းနဲ့လိုက်ခဲ့ပါလားလို့ချီးမွမ်းသည်ကျမအင်တာဗျူးမှာပဲဒေါ်တာစီခိုင်ကအေးရင်ကျူးခွေရဲ့အကြောင်းဆိုပြငိုပြနေတာကိုကတရုပ်ပါလိုက်တာကျမတို့ပင်မျောပါနေရသည်စကားကြွယ်သည်အတန်ကစားတသည်နှုတ်သွက်ရှာသွက်ရုံမကစာတွေကလည်းရလိုက်တာဖြောင်းဖြောင်းပြေလို့ဒေါ်တာစီခိုင်ရဲ့အမှုပညာနဲ့ဘဝဖြတ်တန်းမှုအတွေ့အကြုံတွေကိုကျမစာတစောင်ပေတဖွဲမှတ်တမ်းတင်ချင်လို့တော်တော်များများမေးဖြစ်ခဲ့သည်ကျမကတော့တအားတင့်တယ်တဲ့ဖုံးကြီးပြန်ပွဲတွေကြတော့လေအဆောင်အယောင်တွေနဲ့တင့်တယ်လိုက်တာဂုံပုတ်တွေနဲ့တန်အောင်တအားကြိုးစားမှတအားပူစော်မှဟဲ့ပင်ပင်ပန်းပန်းအယိုးကြည်ကြည်အရေးဆုပ်ဆုပ်ပေါ့ငါတအားလုံးမယ်ပေါ့နွမ်းပါတဲ့ဆင်းရဲတဲ့ဖုံးကြီးပြန်လဲအော်ဆင်းရဲတဲ့ကြားကတာစီခိုင်ကိုပါငှားချင်လို့ငှားကြတာအမလေးငါတအားငုံမှတအားလုံးမှလို့စဉ်းစားတာဘယ်လိုဖုံးကြီးပြန်ပွဲဖြစ်ဖြစ်ကျမကတော့ခြေကုံလွတ်တာပဲတပင်အနုပညာရှင်တွေဆိုတော့နယ်အမျိုးမျိုးရွာအမျိုးမျိုးလူအမျိုးမျိုးတွေ့ရသည်တချို့ပွဲတွေမှာတီးခံရသည်
ကိုဖက်ကပြက်ကွက်တာများရှင်းလင်းမျက်နှာငယ်ရသည်ရွာကတာစီကန်ကားတဲ့ပွဲမကြိုက်ဘူးလို့များကြားရရင်အဲ့ဒီရွာကထမင်းကိုမစိုးထားနဲ့ရေပင်တောက်လို့မြုံမကြချင်ဘူးကိုဖက်ကလှဟင်းနဲ့ထင်လို့ပါလို့ဆိုရှာတယ်ကျမကိုဆိုပြငိုပြရွတ်ပြသည့်စာတွေတခြင်းတွေမနေပါစာရီရွတ်နိုင်သလောက်တရားတောင်ဝေကတခြင်းတွေကလည်းကောင်းလှပါသည်ကျမကတရားတော်အစစ်အနှစ်တွေမပြောနဲ့မြို့လေကမန်တက်အရက်မှာတဲ့ကုသိုလ်ဆိုတဲ့ကြားနေကြတခြင်းကိုတော့ပရိသတ်မငုံငုံအောင်ပြောတာမငုံငုံအောင်ဆိုတာဆရာမရဲ့ကျောင်းကြီးအိုးဆိုတော့အရှင်ဖျားပြုစုပြိုးထောင်ခဲ့တဲ့ကျောင်းကြီးလေဖျားကျောင်းတော်ကြီးကတခင်ပြန်မလာတော့ဘူးဆိုတော့ငိုနေပါရော့လားဖျားကျောင်းကြီးလိုတတ်မဲ့တောင်ငိုနေမှတော့ဆရာတော်ကျေးဇူးတွေနဲ့မကင်းကြသူများစိုးဖွယ်ရမရှိတော့ပါဘူးဖျားတာစီခိုင်ကတော့ဆရာတော်ကြီးရေကြွပါတော့ကျောင်းကြီးရှည်လာပေါ့ကျောင်းကြီးမျော်လာပေါ့လက်ရန်ငယ်ပြိုရှင်လူပြိုခတဲ့ကအဲ့လိုတချင်းဆိုရင်နဲ့ကျောင်းဆိုတော့ကျောင်းကကြံခဲ့တဲ့ဥပစင်းတွေနာမည်ထက်ရပေါ်ဆရာမရဲ့ရှင်လူပြိုငယ်ကလေးကဥပညာတာမီတို့ဥဒေဇနီယတို့ဥဝါယမတို့ဖျားကျောင်းကြီးရှင်ကိုမျှော်ကြပြီပေါ့ဖျားပြီးမှကျောင်းအိုလိုရွယ်တပည့်တော်မတို့မှာတော့ကြားမျက်ရည်မစဲဆိုတာမျိုးဖွက်ဖွက်နွဲ့နွဲ့ငိုတော့မှာပြောကဗျုံးကနေတီးလိုက်ရင်တမန်တက်လုံးမငိုသူမရှိဘူးဟုတ်ပါရဲ့ကျမတို့ရွာတွေမှာမင်းသမီးကြီးတာစီခိုင်အေးရင်ကျူမဖြစ်မငိုလိုက်ရသူမရှိကောင်းလိုက်တဲ့မိမအေးမင်းသမီးဆိုဒါမျိုးမှဒုက္ခကြိုက်တာဖြစ်ကြရသည်တာစီခိုင်အေးရင်ကျူငုတ်တုတ်ထိုင်ကြည့်ပြီးလွမ်းမကြံသူမရှိကျမတို့လည်းငိုခဲရတာပါပဲလေကျမတို့ပြန်တော့မင်းသမီးကြီးကရှမ်းပြည်နယ်ထွက်လက်ဆောင်တွေပေးလိုက်သေးသည်မနေ့တနေ့ကပဲရှမ်းပြည်တောင်ပိုင်းနယ်မှာအေးရင်ကျူပြီးပြန်ခဲ့တာလို့ဆိုပါ၏ကျမတို့ငယ်ငယ်လေးကလေးကအေးရင်ကျူတွေကခဲ့တော့တာစီခိုင်ကနေ့အချိန်အထိလဲအေးရင်ကျူနေစေကျမမှလည်းဘယ်လိုကုသိုလ်ရဲ့မသိပါဘူးထမင်းတလုံးငိုယိုစားနေရသလိုပဲဆိုသည်မင်းသမီးကြီးစကားကိုကျမစဉ်းစားကြည့်မိပါ၏တကယ်တော့မျက်ရည်ကျအောင်ညှို့ယူနိုင်စွမ်းရှိခြင်းသည်လည်းအနုပညာပင်မဟုတ်လားဆွဲဆောင်ရမင်းသမီးကြီးတာစီခိုင်နဲ့ကျမထပ်တွေ့ရပါအောင်မည်ဆိုခိုင်းငိုခိုင်းချင်ပါသေးသည်တာစီကိုတစ်ခေါက်ရောက်ချင်ပါသေးသည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ခင်တူရေးသားထားတဲ့မျက်ရည်ကျခြင်းအနုပညာဆိုတဲ့ဝတ္ထုတိုလေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်